ပူညံမလုတ်ပါနဲ့မိမရဲ့နားကြီးလုံးလို့ဆိုတဲ့စကားတစ်ခုကအိမ်တောင်တစ်ခုမှာခဏကြားရတတ်တဲ့အတန်မျိုးပေါ့ဒါပေမဲ့ခမည်းတကယ်ရောစဉ်းစားဘူးသလားဘာလို့သူဒီလောက်တောင်ပြောနေရတာလဲဆိုတာကိုကဲတခါတော့ကပေါ့ဗျာမနက်ကနေညအထိအလုတ်ခွင်မှာအရန်ကိုပင်ပန်းလာတဲ့အမျိုးသားတယောက်ရှိခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူကအင်ဂျီကိုဒီမှာမချပါနဲ့ရေချိုးခနဲ့သွားချေပါခလေးကိုခဏလေးကြည့်ပြီးပါအောင်ဟိုဟာလုတ်ပြီးပြီလားဒီဟာလုတ်ပြီးပြီလားနဲ့တွတ်ပြောနေတော့တာပေါ့အဲ့ဒီမှာအမျိုးသားကစိတ်မရှိတော့ပဲမင်းကတော့အမြဲတမ်းပူညံနဲ့ပဲလို့အော်ထုတ်လိုက်မိတယ်အဲ့ဒီအချိန်မှာဇနီးချေသူကဘာမှပြန်မပြောတော့ပဲမျက်ရည်ဝဲပြီးမိဖို့ကြောင့်တဲကိုတိတ်တိမ်လေးဝင်သွားခဲ့တယ်ကျွန်တော်တို့မိတ်နေတာတခုရှိတယ်ဗျာသူမရဲ့ပူညံလူတန်ဒီဆိုတာအိမ်တူရဲ့အသက်ရှူတန်ဒီဆိုတာပါပဲအမျိုးသားဖြစ်သူကတော့နောက်ရက်တွေမှာလည်းသူ့ရဲ့စိတ်မရှိမှုကိုပဲရှေ့တန်းတင်ခဲ့ပါတယ်ဇနီးဖြစ်သူကစကားတခွန်းစပြောလိုက်တိုင်းတော်စမ်းမောင်နားအေးထားပါတယ်စီဆိုတဲ့စကားနဲ့ပဲအမြဲတမ်းတွန့်ပြန်ခဲ့တယ်လीအချိန်အနေငယ်ကြာလာတဲ့အခါမှာတော့ထူးဆန်းတာတစ်ခုကအိမ်ထဲမှာအတန်တွေအကုန်လုံးတိတ်ဆိတ်သွားတာပါပဲခမင်းဖြစ်သူအလုတ်ကပြန်လာချိန်မှာဇနီးဖြစ်သူကအရင်လိုဘာခိုင်းရမလဲဘာလုပ်ရမလဲလို့လိုက်မပြောတော့ဘူးဟင်းတွေကတော့စပွဲပေါ်မှာအစင်းသင့်ရှိနေပြီမဲ့တီဟင်းကပူရုံးစားမှကောင်းတာဆိုတဲ့တတိပေးတန်လေးမကြားရတော့ဘူးအဝတ်တွေကတော့နေရာတကျရှိနေပြီမဲ့အင်ဂျီကိုဒီလိုမချွတ်နယ်လေဆိုတဲ့စူတန်လေးလည်းမရှိတော့ဘူးအမျိုးသားကတော့ဒါကိုလွတ်လပ်ခွင့်ရပြီလို့ထင်နေခဲ့တာပေါ့ဒါပေမဲ့ဒီတိတ်ဆိတ်မှုရဲ့နောက်ွယ်မှာဇနီးဖြစ်သူရဲ့မျော်လင့်ချက်တွေတစ်ခုပြီးတစ်ခုတည်ဆိုးနေတာကိုသူသတိမထားမိခဲ့ပါဘူးအိမ်တောင်တစ်ခုရဲ့အကြောင်းဆိုတာရန်ထစ်လို့ဖြစ်လာတာထက်တစ်ဖက်လူရဲ့စကားကိုနားမထောင်ပေးတော့တာကနိစတာပါဗျအဲ့ဒီအမျိုးသားဟာတညမှာအိတ်မပျော်ပဲဘေးနာကအိတ်ပျော်နေတဲ့ဇနီးတွေကိုတေချာကြည့်မိတယ်အရင်ကဆိုရင်စောအိတ်လေးမနေ့ကျရင်မြက်ကွင်းညိုနေုံမဲ့လို့ပူညံလုပ်မဲ့သူဟာအခုတော့ကြောခိုင်းပြီးတိတ်ဆိတ်စွာအိမ်မောကြနေခဲ့ပြီအဲ့ဒီအချိန်ကြာမှသူတစ်ခုကိုပြန်ပြီးတတိယသွားတယ်โอเคသူမရဲ့ပူညံလူတန်တွေဟာတကယ်တော့အကူအညီတောင်းခံတန်တွေထစ်မိခဲ့တာမှာခမ ्या ကတော့သူမရဲ့မေတ္တာစကားတွေကိုစုညံတန်လို့သတ်မှတ်ပြီးပိတ်ပန်းခဲ့ပြီလीအမျိုးသားတွေတတိထားဖို့ကမိမတယောက်ကခမ ्या ကိုအပြစ်တင်နေတဲ့၍ပူညံလုပ်နေတဲ့၍သူမခမ ्या ကိုချစ်နေသေးတယ်အားကိုးနေသေးတယ်ဆိုတာပါပဲအဲ့ဒီနောက်မှာတော့အမျိုးသားတစ်သူဟာနောင်တရီနဲ့အတူနောက်တစ်နေ့အလောက်ကပြန်มาလက်ဆောင်လေးတစ်ခုဝယ်လာခဲ့တယ်အိမ်ထဲဝင်ချင်းအရင်လိုအင်ကြီးကိုပြစ်မချပဲတီးတက်လေးချစ်ဆွဲလိုက်တယ်ပြီးတော့မိဖို့ချောင်းထဲမှာတယောက်သေးအလုတ်ရှုပ်နေတဲ့ဇနီးတဲ့ရဲ့အနောက်ကနေသွားဖတ်လိုက်ပြီးတွတ်လေးပြောလိုက်တယ်ဒီနေ့ပင်ပန်းနေပြီလားမိမကိုဘာကူညီပေးရမလဲဟင်းဇနီးဖြစ်သူဟာအံ့အားတင်သွားပြီးကင်ထားတဲ့ရောင်မလေးအောင်လွတ်ချမတာဖြစ်သွားခဲ့တယ်မျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာပြီးတင်းထားသမျှစိတ်တွေဟာချက်ချင်းပဲအည်ပြောကျသွားခဲ့တယ်တင်ကန်းစာကရှင်းလေးပါဗျာဇနီးတဲ့ရဲ့အတန်ကိုပိတ်ပင်ဖို့မကြိုးစားပါနဲ့တခါတလေမှသူမလိုချင်တာကဖြီးရှင်းချက်ကြီးတွေမဟုတ်ပါဘူးခမ ्या ရဲ့နားထောင်ပြီးမှုတတ်ပါပဲကျွန်တော်တို့အောင်မြင်မှုကိုရှာဖွေတဲ့အခါအပြင်လောကကတိုက်ပွဲတွေကိုပဲအာယုံစိုက်နေတတ်ကြတယ်ဒါပေမဲ့တကယ်အောင်စိတ်ဆိုတာကိုယ့်ရင်ကိုယ့်ကေဟာကိုအေးချမ်းအောင်ထင်းချောင်းနိုင်ခြင်းကနေစတာပါအပြင်မှာဘလောက်ပဲအောင်မြင်ပါစေအိမ်ပြန်လာတဲ့အခါဇနီးတဲ့နဲ့စကားမပြောနိုင်ပဲတင်းမှန်နေရရင်အဲ့ဒါစစ်မှန်တဲ့အောင်မြင်မှုမဟုတ်ပါဘူး။ညီကုန်းချော့ရရင်တော့ပူညံလှုပ်တတ်တဲ့ဇနီးတွေကိုပိုင်ဆိုင်ထားရတာဟာခမ ्या ကိုဂယုဆိုင်မဲ့သူရှိနေသေးတာမို့ကံကောင်းခြင်းတစ်ခုပါ။သူမရဲ့နှုတ်ဆက်ခြင်းဟာအိမ်တောင်ကြီးရဲ့ညီကုန်းဖြစ်ပြီးသူမရဲ့စကားသံတွေဟာအိမ်တောင်ကြီးရဲ့တီးဂီတာဖြစ်ပါတယ်။အဲ့ဒီဂီတာကိုနားဆင်တတ်အောင်ကြိုးစားရင်တာယာတဲ့ဘဝခီကိုအတူတူရှော့လန်းကြပါစို့ဗျာ။